Okay ကျွန်တော်တို့ piano စတီးတဲ့အခါမှာ piano ကအများသောအားဖြင့်7 octave ရှိတယ်7 octave ဆိုတာပေါ့နော်ညီကိုတို့မြင်မှုတဲ့ piano အရှည်ကြီးမျိုးပေါ့နော်ဒါကြတော့ရိုးရိုး keyboard ပဲပေါ့သူကြတော့5 octave ပေါ့နော်ဘယ်လိုပြောလဲဆိုရင်ဒီမှာခလုတ်က1စုံ2စုံ3စုံ4စုံ5စုံပေါ့အလွယ်နည်းပြောရင် do re mi fa 5စုံဒီမှာရှိတာပေါ့နော်ဒီလိုပေါ့အဲ့လိုမျိုးဟာဒါ5စုံရှိတယ်ဒါပေမဲ့တို့အခုမှ piano စတီးမယ် keyboard စတီးမယ်ဆိုရင်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့သူများတွေပြောသလိုတော့ဒီလိုမျိုး keyboard တီးတာလွယ်တယ်ဘာညာတော့လွယ်ပါတယ်ဒါပေမဲ့လိုမျိုးဒီလို chord တွေပါတယ်စတီးမယ်ဆိုရင်တော့ဒါကတအားလေးကျင့်ပြီးသားလူတယောက်ကတီးတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါတွေမတီးခင်မှာအခြေခံအားဖြင့်ကျွန်တော်တို့မြန်မာလိုပြောရင်တော့လက်လေးကျင့်ခံပေါ့နော်အင်္ဂလိပ်တော့ finger exercise ပေါ့နော်ဒီဟာမျိုးတော့အရင်စတီးတဲ့နေပေါ့နော်ဒီဟာရပြီးမှနောက်ထပ် scale တွေတီးပြီးမှဒီလို chord တွေတီးတာတော့ပိုကောင်းပါတယ်အခုကတော့ဒီဟာပေါ့ finger exercise အရင်တီးကြည့်တဲ့နေညာဘက်ကိုအရင်တီးပြပါပေါ့နော်တီးခဏဒီမှာလက်ကနံပါတ်ရှိတယ်လက်မဆိုရင်1 2 3 4 5ဒီဘက်ဆိုလဲ1 2 3 4 5ဆိုပြီးတော့လက်တွေမှာနံပါတ်ရှိတယ်ပေါ့နော်ပြီးတော့ဒီမှာကျွန်တော်တို့ piano ကိုစကြည့်မယ်ဆိုရင်ဒီမှာ ခလုတ်အမဲလေး2ခုတွေ့မယ်ဒီမှာ3ခုတွေ့မယ်ဒါတွေကbasic အရာဆိုရင်တော့ flat တွေ shape တွေပေါ့နော်ဒါပေမဲ့အဲ့ဒါကိုခဏထားလိုက်အောင်ဒီ2ခုရဲ့အောက်မှာဆိုရင်အမြဲတမ်းဒီခလုတ်ကိုဆိုရင် middle C လို့ခေါ်ပါတယ် middle C ဆိုတာကတော့ကိုယ့်ရဲ့အလယ်တက်တက်မှာပြောရင်တော့ဒီ piano ရဲ့ standard စံနှုန်းပေါ့နော်ဒီဟာကို middle C လို့ခေါ်တယ်ဒါကို D ဒါကို E ဒါကို F G A B C D E F G A B C C ကနေစမယ် C မှာသွားမယ် C အကုန်လုံးပေါ့နော်ဒါလည်း D ဒါလည်း D ဒါလည်း D ခလုတ်နှစ်ခုအောက်ကဟာလေးကိုကြည့်လိုက်တာ D ဒီကောင်ဒီခလုတ်အမဲလေးရှေ့ရဒီခလုတ်ဆိုရင်ဒါက C ပေါ့ဒါလည်း C ပဲဒါလည်း C 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 ဖြစ်တယ် Okay ကျွန်တော်တို့ finger exercise စတီးမယ်ဆိုရင်တော့ညာဘက်လက်ကိုဆိုရင်1 2 3 4 dun 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 1 2 3 4 1 2 3 4 1အဲ့ဒါကိုစစချင်းတီးတဲ့အခါမှာအရန်မြန်အောင်တီးဖို့မလိုဘူးဖိဖိလေးနဲ့ပဲဆက်ပါမယ်1 2 3 4 1 2 3 4 1အဲ့လိုတီးတဲ့အခါမှာ C ကိုတီးတယ်ပြီးရင် D E F G F E C D C တီးပြီးတဲ့အချိန်မှာ D ကိုနှိပ်တဲ့ခါကျရင် C ကိုလွှတ်လိုက်ပါ Okay အဲ့ဒါမျိုးကိုဘယ်ဘက်လက်မှာလဲစမယ်ဆိုရင်1 2 3 4 1 2 3 4 1ပြီးရင်ညာဘက်တီးကြည့်မယ်1 2 3 4 1 2 3 4 1တလက်စီတီးကြည့်ပါရတဲ့ခါကျမှ1 2 3 4 1 2 3 4 1 2 4 1 2 3 4 1အရင်မြန်ဖို့မလိုဘူးပုံမှန်စတီးတဲ့ခါကျရင်ကိုကရလာတဲ့ခါမှာမြန်သွားတာကိစ္စမရှိဘူးစတီးကြတဲ့အမြန်နေမကျင့်ပါနဲ့ဒါကြတော့ကျွန်တော်တို့ကြတော့နှစ်တော်တော်များများလေ့ကျင့်ပြီးသားမို့လို့ဒီလိုအမြန်တီးတာကိုတို့စတီးတဲ့ခါကျရင်မြန်ဖို့မလိုဘူးမှန်ဖို့ပဲလိုပါတယ်ဒါကတော့ finger exercise 1ဖြစ်တယ်ပြီးရင်တစ်လက်လေးတီးကြည့်မယ်โอเคရပါပြီ